MacBook တွေနဲ့ iPhone တွေမှာမဖြစ်မနေ aging ဖြစ်သွားမယ့်အပိုင်းကတော့ battery ဖြစ်ပါတယ်အခု MacBook Air ကတော့ battery က service recommended နဲ့ပြနေပြီသူရဲ့ cycle ကောင်းဝင်စစ်တဲ့အချိန်ကျတော့ cycle ကောင်းက1469 1500နီးပါးဖြစ်နေဖြစ်ပါတယ် service recommended နဲ့ပြနေဖြစ်ပါတယ်အဲ့တော့ MacBook တွေရော iPhone တွေရောကတော့အခုလက်ရှိ model မှာတော့ iPhone ဆိုရင်လည်း15နှစ်အထက် MacBook တွေဆိုရင်လည်း2010 model နဲ့အားလုံးမှာ cycle ကောင်း1000ထိဒါရှိအောင်သုံးနိုင်မှာဖြစ်ပါတယ်အဲ့တော့ MacBook တွေကို battery ဘယ်အချိန်မှလဲတင်လဲဆိုရင်တော့ battery ကဖောင်းနေတယ် physically damage ဖြစ်နေဆိုရင်တော့ဒါမဖြစ်မနေလဲတင်ပါတယ်ဒုတိယကတော့ service recommend နဲ့ပြနေပြီပြနေတာမှ battery ရဲ့ life ကပုံမှန်တိုင်းအသုံးပြုတာမခံတော့ဘူးဆိုရင်လည်းလဲတင်ပါတယ်အခု MacBook ကတော့ battery size ကောင်းကလည်းသူသတ်မှတ်ထားတဲ့1000လဲကျော်နေပြီ service recommend နဲ့လည်းပြနေပြီပြီးတော့ battery အားပြည့်သွားမယ်ဆိုအတိတွင်းထားမယ်ဆိုရင်လည်းသတ်မှတ်တဲ့အတိုင်းအတာတစ်ခုထိသုံးလို့မရတာဖြစ်တဲ့အတွက်ဒါမဖြစ်မနေလဲတာဖြစ်ပါတယ်ဒီလို battery တွေကိုကျွန်တော်ဒေါ်လာမှာအခုလိုမျိုးလဲလို့ရပါတယ်လူလဲတဲ့ချိန်ကြရင်လည်းလဲရင်းနဲ့ဒါသူကမဖွင့်လာကြတာဖြစ်တဲ့အတွက် hardware cleaning တစ်ခါတည်းလုပ်ပေးပါတယ်အခု model MacBook Air ကတော့ battery လဲဖို့အတွက် speaker တွေရော logic board တွေရောဖြုတ်ပြီးမှလဲလို့ရတဲ့ model ဖြစ်ပါတယ်အဲ့ဒီအတွက်battery ကတော့ခရိုင်း model MacBook တွေဆိုင်ရင်တော့လဲတဲ့အချိန်မှာနည်းနည်းလေးအချိန်ပို့ပြီးတော့ပေးရပါတယ်တိုးတော့လည်းနေချင်းပြီးလဲပေးပါတယ်ဘက်ထရီတစ်ခုလုံးလည်းအခုလိုလဲပြီးသွားပြီအထဲမှာလည်းနေပေါင်းများစွာဝင်နေတဲ့ဖုန်းတွေကို hardware cleaning လုပ်ပြီးသွားပြီဆိုတော့လည်းဖုန်းကိုအခုလိုပိတ်ပါတယ်အခုဒါကတော့သူ့ရဲ့ပျက်စီးသွားတဲ့ cycle ကောင်း1500နီးပါးရှိနေတဲ့ battery အဟောင်းဖြစ်ပါတယ် MacBook battery တွေကတော့အခုလိုနောက်ပိုင်းမှာတော့ဒီလိုမျိုးဇုံလိုက်လာတာဖြစ်ပါတယ်တင်လဲလိုက်တဲ့ MacBook battery ကိုဆက်ဖွင့်ပြီးတော့အခုလိုစစ်ကြည့်ပါမယ်ဒီမှာတော့ cycle ကောင်း2 condition normal နဲ့ MacBook battery ကအသစ်အနေနဲ့ပြပြီးတော့ပုံမှန်အတိုင်းပဲဆက်လက်အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်